အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Samsung A51 အစားအဲ့ဒါလေးတစ်ခုပြောပြမယ်နော်စာကွက်လေးကိုပြောပြမယ်စာကွက်လေးကိုနော်တီးတဲ့ဆရာလေးတီးမယ်မတီးတဲ့ဆရာလေးရှိမယ်ပေါ့နော်โอเคဒီ fat logo မှာသူကအကြာကြီးမရက်ဘူးတမလေးဝင်းကျင်တော့ရက်ပြီးတော့ second logo မရောက်ဘူးပေါ့ second logo မပေးဘူးအဲ့ချိန်မှာသူ section home screen ရောက်တော့ရပေါ့နော် home screen ရောက်တော့တဲ့အချိန်မှာ black screen ဖြစ်နေတယ်ကျွန်တော်အတန်တွေပါကြားရမယ်ပေါ့နော်ကျွန်တော်ရုပ်တွေပါပါရင်မထွက်ဘူးအဲ့တော့ဒီကောင်ကိုကျွန်တော် CPU အနေနဲ့လက်ခံထားတာပေါ့နော် CPU error ဆိုပြီးတော့ဒီကောင်ကို CPU ပေါ်ပြီးတော့ error မပြောင်းတော့ပေါ့နော်ကျွန်တော် software ရေးကြည့်တယ် software ရေးကြည့်တယ်အဲ့တိုင်းပဲမပြောင်းတော့ပေါ့နော်အဲ့နဲ့နံပါတ်တက်တိတာလေးတဲ့အချိန်မှာဒီကောင်မှာမှန်ကြောင်းဖြစ်နေရပေါ့နော်မှန်ကြောင်းဖြစ်နေရမှန်အစားတော့လူတိုင်းတော့မထင်မှာမဟုတ်ဘူးမှန်ကြောင်းဖြစ်တယ်ဆိုတော့ fat logo လာလဲတွဲကြောင်းမှန်ကောင်းတယ်လို့ပဲထင်ကြတာပေါ့နော်ဒါပေမဲ့ဒီကောင်မှန်ကြောင်းဖြစ်တာဒါပေမဲ့ကျွန်တော်ဒီမှန်ကိုပြင်လို့ရတယ်ပေါ့နော်မှန်ကိုဒီလိုဂျိုးပန်ဆက်လိုက်ရင်အဆင်ပြေတယ်ပေါ့နော်အခုကျွန်တော်လှုပ်ထားတဲ့ဟာကျွန်တော်ပြမယ်နော်တော်တော်အုံးစားရပေါ့နော်မဟုတ်ရင်တော့ CPU ပဲထင်ရပါပေါ့နော်ခါတိုင်းဆိုရင် fat logo လာရင် CPU ပဲလေအဲဒီကောင်ကကျွန်တော်လည်း fat logo ဆိုပြီးတော့ဆိုင်နမတရား fat logo ဆိုပြီးတော့ကျွန်တော်လက်ခံထားပြီးတော့ CPU ပဲဆိုပြီးချိန်နေပြီးလှုပ်လိုက်တဲ့အချိန်ပါအဲ့ဒါလည်းခုတက်ပေါ်လာပါတော့အဲ့ဒါတော့ခုမှကြုံဘူးတာပါအခုတော့အဆင်ပြေတယ်သူ့မှန်ဟောင်းနဲ့ပဲပြန်အဆင်ပြေတယ်နော်ကျွန်တော်က okay ရယ်ကင်မရာလည်းရမယ် line တွေလည်းတက်မယ်ပေါ့နော်အဲ့တော့အဲ့ဒါကပါလဲပြီးချင်နေပြီနော်ဟုတ်ပြီပြမယ်နော်ဒီမှာကျွန်တော်မန်ခေါ်ပြီးလုပ်တဲ့နီလန်းလေးရှိတယ်ဒါပေမဲ့မခေါ်ဘဲနဲ့ကျွန်တော်တို့ connection တွေတိုင်းထားပြီးတော့ဒီနားနေကြိုးဆက်လိုက်ရင်တော့ရတယ်ပေါ့နော်ကျွန်တော်စကောအောက်မှာပြလိုက်ရပြီကျွန်တော်တောင်လို့ဆက်ပေးလိုက်ရင်ရတယ်နော်ပြောရှင်တာသူရဲ့လမ်းကြောင်းတစ်ခုပြတ်တော့ပါနော်ဆိုကျွန်တော်ဆက်ပေးလိုက်ရင်ရပြီဒီတင်ပါလေနော်ကြုံလာရင်ဆိုချိပါစေ